ဒီနေ့သာသနာတော်နှစ်2535ခုကောဇာတက္ကရာ1353ခုတပေါင်းလာပြည့်ကျော်9ရက်ဗုဒ္ဓဟူးနေ့ညအချိန်ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့16ရပ်ကွက်အပိုင်း3ဓမ္မယုံတရားမန္တကြီးအတွင်၌16ရပ်ကွက်အပိုင်း3မလွန်ဆန်းလူသင်္တောက်ဤ18ကြိမ်မြောက်ကျင်းပအပ်သောဆန်းဆန်တော်အလှရေစချတရားပွဲအတွက်အနုမောဒနာတရားအဖြစ်ဖြင့်ဓမ္မဒါနဓမ္မလက်ဆောင်အဖြစ်ဖြင့်ဟောကြားအပ်သောသိက္ခာ3ပါးလူစွမ်းအားတရားပေါ့သိက္ခာ3ပါးလူစွမ်းအားတရားသာသနာတော်ရင်းမှာဒါနကောင်းမှုလုပ်တယ်ဆိုတာဟာဝိဝိတ္တနိတိတလမ်းကြောင်းခေါ်တဲ့သိက္ခာ3ရပ်အကျင့်မြတ်သို့မဟုတ်လောကီမေဃသစ္စာလမ်းကြောင်းအတိုင်းအဲ့လိုလုံးမှလည်းပဲဘဝခန္ဓာလောင်စာခတ်သိမ်းလွန်ငင်းနဲ့နိရောဓသစ္စာခေါ်တဲ့နိဗ္ဗာန်ကိုရောက်နိုင်မှာပေါ့ဒါကြောင့်သိက္ခာ3ရပ်အကျင့်မြတ်ဆိုတာလူရဲ့ဆွမ်းအားကိုမြင့်မားစေပါတယ်ဒါကြောင့်သိက္ခာ3ပါးလူစွမ်းအားတရားဧကံတမယံဘဂဝါရာဇဂဟေဝိဟရတိကိစ္စကုတေပပတိဧကံတမယံအခါတပါ၌ဘဂဝါတရားစွမ်းအားမြတ်တရားကိုပွားများမြင့်တင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ရာဇဂဟေရာဇဂိုမြို့၌ခိစ္စကုတေပပတိခိစ္စကိုတောင်းတော်၌ဝိဟရတိဣရိယပဋ္ဌမြတ်တရွှင်ပြုံး၍တည်သုံးတော်မူလေတည်းသိက္ခာ3ပါးလူစွမ်းအားတရားကိုမြတ်စွာဘုရားရာဇဂိုမြို့ခိစ္စကိုတောင်းတော်ဝဲတည်သုံးတော်မူစဉ်မှာရာဇဂိုမြို့အတွင်းမှာဟောတော်မူခဲ့တာပါသိက္ခာ3ပါးမြတ်တရားဆိုတာဟာမဂ္ဂင်7ပါးပါပဲမဂ္ဂင်7ပါးကိုပဲသိက္ခာ3ပါးလို့ခေါ်တာပါဒါနလို့ရင်လည်းအဲ့ဒီလမ်းကြောင်းအတန်လုံးမှာပဲဝိဝိတ္တနိတိတလမ်းကြောင်းပေါ်ရောက်မယ်ဒါနတိလဘာဝနာလို့နှုတ်အနေအားဖြင့်စကားအနေအားဖြင့်ပြောရပေမဲ့တကယ်လုပ်ငန်းပိုင်းကြတော့ဒါနဟာနောက်ဆုံးပါပထမသီလဖြစ်ရတယ်သမာဓိနဲ့စွမ်းအားဖြစ်ရတယ်ပညာနဲ့စွမ်းအားမြင့်ရတယ်အဲ့ဒါပြီးခါမှဒါနမျိုးစစ်ဆိုတာစိုက်ပျိုးကြရတာပဲဒါကြောင့်ယခုလဲ16ရပ်ကွယ်အပိုင်း3မလွန်ဆန်းလူသိန်းတော်တရားတော်မှာပေါင်းသူတော်ကောင်းတွေသာသနာ့နှုတ်ကသာသနာ့ပူဇာဒါနကောင်းမှုကြီးကိုပြုလုပ်နေကြတဲ့အခါမှာသိက္ခာ3ပါးမြတ်တရားကိုရှင်းရန်တင်ပြီးတော့မှကြိုးစားအထောက်နေကြတာဖြစ်လို့သိက္ခာ3ပါးလူဆောင်အားဆိုတဲ့တရားနဲ့အဲ့လိုမြင့်တင်ပြီးတော့မှအခုအာယုံပြုနာယူနေကြတာပါမေခင်7ပါးကိုသိက္ခာ3ပါးလို့ခေါ်တာပါမေခင်7ပါးမှာပထမ2ပါးသည်ပညာသိက္ခာဒုတိယ3ပါးသည်သီလသိက္ခာတတိယ3ပါးသည်သမာဓိသိက္ခာဖြစ်เสียအကျင့်ဟာကျောင်းလိုက်ဒီ3ခုပဲရှိတာပဲသီလရဲ့သမာဓိရဲ့ပညာရဲ့သီလဆိုတာကိုယ်နဲ့နှုတ်2ပါးကိုထိန်းသိမ်းရတယ်သမာဓိဆိုတာကတော့စိတ်ကိုထိန်းသိမ်းရတယ်ပညာကတော့အရှိကိုမြင်အောင်ကြည့်ရတယ်အဲ့ဒီမေခင်7ပါးမှာပထမ2ပါးကကောင်းစွာသိမြင်ကြံစည်လင်းစွမ်းအမြတ်ပညာတဲ့သမာဓိနဲ့သမာသင်္ကပ္ပသမာသင်္ကပ္ပကသမာဓိဋ္ဌိခေါ်တဲ့ပညာအလုံးလုံးနိုင်အောင်သူကကြံစည်ပြီးတော့မှအာယုံကိုလှက်ပတ်ပြီးတော့ပြရတယ်ဟောတာကရုပ်ခေါ်တယ်ဗျာ
ဝိတေကလေးကကြံစည်ပြီးတော့လှက်ပတ်ပြီးတော့ပြလိုက်တော့တမ္မာဒိဋ္ဌိပညာကဟုတ်တာပဲဟောတာယုတ်နော်ဟောတာကတိတတ်တဲ့နံခေါ်တယ်ဗျာဝိတေကလေးကကြံစည်ပြီးတော့မှအာယုံပေါ်တင်ပြလိုက်တော့ဟုတ်တာပဲနော်ဟောတာတိတတ်တဲ့နံတရားပါလားဟောဖြစ်လာပြီဗျာဝိတေကလေးကပြောလိုက်တော့ပြလိုက်တော့တမ္မာဒိဋ္ဌိကဖြစ်လာပြီနော်ဟောဒီမှာမရှိတော့ဘူးဗျာဝိတေကလေးကပြလဲဟုတ်တာပဲခုပဲဖြစ်တယ်ခုပဲကြောက်သွားတယ်နော်မမြဲဘူးနော်အဲ့လိုစသည်ဖြင့်ဝိတေကပညာအလုံးလုံးနိုင်အောင်လို့ကူညီပေးရတာဖြစ်သောကြောင့်သမ္မာသင်္ကပ္ပခေါ်တဲ့ဝိတေကိုလည်းပညာသိက္ခာတည်းထည့်ထားတာဒါနလို့ရင်ဒီတရားတွေပါမှအချိန်အဝါတက်မှာပေါ့ဒါကြောင့်ကောင်းစွာသိမြင်ကြံစည်လျက်စွမ်းအင်မြတ်ပညာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပခေါ်တဲ့တရားနှစ်ပါးကိုပညာသိက္ခာလို့ခေါ်တယ်တကကောင်းစွာပြောမှုကောင်းစွာပြုပေးတဲ့မွေးမှန်ကန်ဤသုံးတန်းကျင့်ရန်သီလသာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝပေါ့နှုတ်ကပြောတော့လေပဲဝစီတုစရိုက်မှာကင်းလွတ်တဲ့သမ္မာဝါစာဖြစ်အောင်ကောင်းတဲ့အပြောကိုပြောတဲ့တဲကောင်းတော့ကောင်းသောစကားကိုသာပြောတဲ့အလုတ်ကိုလုတ်ပြန်တော့လေကာယတုစရိုက်တည်ကင်းပြီးတော့မှအပြစ်ကင်းတဲ့ကိုယ်အမွေအရာဖြင့်ကောင်းစွာပြုလုပ်ဆောင်ရတတ်တဲ့အသက်မွေးပြန်တော့လေဒုစရိုက်မကောင်းမှုတွေကိုမပြုလုပ်ပဲဒုစရိုက်မှာကင်းကြအောင်ရှောင်ကျဉ်ပြီးတော့မှစင်ကြယ်တန်ရှင်းမွန်းမြတ်တဲ့အသက်မွေးမှုဖြင့်အသက်မွေးတတ်တဲ့ကိုယ်နဲ့နှုတ်နှစ်ပါးအဲ့ဒါကိုထိမ့်သိမ့်တာကိုပဲသီလစိကံလို့လည်းခေါ်ပါတယ်သီလဆိုဒီမှာလူကိုချုပ်ချယ်ခြင်းမဟုတ်ပဲစိကံဆိုဒီမှာလူကိုချုပ်ချယ်ခြင်းမဟုတ်ပဲလူကိုလူနဲ့တူအောင်အဆင့်မြင့်ပေးခြင်းဖြစ်တယ်လူကိုလူနဲ့တူအောင်ပေါင်းခတ်ပေးခြင်းဖြစ်တယ်လို့အဲ့လိုသိမြင်လာတဲ့အခါကိုကျင့်တရားခေါ်တဲ့သီလကိုစောင့်ထင်းရတဲ့အလုပ်ကလည်းအင်မတန်ပျော်စရာမျက်နှိုးစရာဖြစ်သွားတာပါပဲကောင်းစွာပြောမှုကောင်းစွာပြုပေးတဲ့မွေးမှန်ကန်ဤသုံးတန်းကျင့်ရန်သီလသာတကားကောင်းစွာကြိုးစားတတိထား၍ကောင်းရာတည်ကြည်ဤသုံးလေးသည်သမာဓိကျင့်ပြီးမြတ်သိက္ခာသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိသူတို့ဟာသမာဓိသိက္ခာစိတ်လုံခြုံအောင်ထိမ့်သိမ်းရသောတာဝန်ပေါ့စိတ်ဆိုတာပြည့်စုံလေကထားရင်ကိလေသာនិဝရဏတွေအမတန်ဒုက္ခပြီးတယ်ကိလေသာတွေရှုပ်ထွေးစွာနှိမ့်ဆက်လာတဲ့အခါစိတ်မှာကိုယ်ပိုင်စွမ်းအားဘာမှမကြံတော့ဘူးကိလေသာនិဝရဏခိုင်းတာတွေအကုန်လျှောက်လုံနေတော့တာကိုယ်ပိုင်ရေလို့တခုမှမရဘူးတဲ့စိတ်မှာလုံခြုံမှုလည်းလုံးဝမရပါဘူးလုံခြုံမှုရအောင်လို့သမာဓိသိက္ခာဆိုတာဖြည့်ရပါတယ်ဖြည့်တဲ့အခါမှာသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိတဲ့သူတို့သုံးပါးကသမာဓိသိက္ခာသမာဓိသိက္ခာဖြည့်တဲ့အခါမှာဝိရိယနဲ့အယံတွန်းရမှာတော့မဟုတ်ဘူးတဲ့အထင်းလေးနှစ်ပါးပါတယ်နေတိုင်းဇာဝိနေရေးအကိစ္စအစာရှိဒီဖြင့်လှုပ်ရှားအားထုတ်နေကြတာပါပဲအားထုတ်တိုင်းသမာဓိမရဘူးဆိုတာဘာဖြစ်လို့လဲဆိုတော့အထိမ့်မပါလို့တဲ့ဓမင်းချက်တဲ့အခါရေတပေါက်မှမထည့်ဘဲနဲ့မိဖို့ဖို့တင်ပြီးတော့အောက်ကမိကြီးဖိထိုးနေတယ်လို့ဖြစ်နေကြတဲ့ရေမထည့်ဘဲနဲ့မိကြီးဖိထိုးနေစံနေကျွန်းကုန်မှာပေါ့ဓမင်းပဲဖြစ်တော့မလဲအဲ့ဒါမျိုးလို့ပေါ့တဲ့တတိသမ္မာတိဆိုတဲ့ရေမပါပဲအထိမ့်မပါပဲနဲ့စိတ်ဆိုတဲ့ဆံကိုဝိရိယမိဖိထိုးပြီးတော့မှအဲ့လိုချက်နေကြတော့စိတ်မှာသမာဓိပေါ်မလာဘူးတဲ့ငြိမ်အေးမှုတည်ငြိမ်မှုတွေမလာဘူးဥဒိစ္စတွေတာဖြစ်ပြီးတော့မှပူလောင်ရှုပ်ထွေးစွာဟောလို့နေရတာဒါကြောင့်သမာဓိရအောင်အားထုတ်မှုဆိုတာတတိနဲ့အာယုံကိုပုံပေါ်လို့အာယုံနဲ့စိတ်ကိုချရကပ်ပေးလို့စိတ်ဟာအာယုံပေါ်မှာနေရပြီဆိုကမှသမာဓိဟာပိုင်ပိုင်နဲ့နဲ့စူးစိုက်လို့တတိနဲ့သမာဓိနေရာယူစူးစိုက်ပြီးဆိုကမှဝိရိယနဲ့တွန်းပါတော့ရှင်းကနေသမာဓိတွေဟာအင်လိုက်အားလိုက်ပေါ်လာကြမှာပါဒါကြောင့်လုံးလဝိရိယအထုတ်တဲ့အခါတတိနဲ့သမာဓိပါရမှာတဲ့ကောင်းစွာကြိုးစားတတိထား၍ကောင်းညာတည်ကြည်ဤသုံးလေးသည်သမာဓိကျင့်ပြီးမြတ်သိက္ခာသမာဓိကိုသာသနာကျင့်စဉ်ဘ ਹੁ ချက်မှာလို့လည်းခေါ်ရပါတယ်
ဘာဖြစ်လို့လဲဆိုတော့တမာရီရလာရင်စိတ်ပေါင်းချမ်းမှုမရှိတော့ဘူးစိတ်ပေါင်းချမ်းမှုမရှိရင်ကိုယ်နဲ့နှုတ်ပေါင်းချမ်းမှုကိုလည်းတခါတည်းထိမ့်မိတာဖြစ်သွားအောက်ကသီလဟာအလိုလိုထိမ့်မိတာဖြစ်သွားတယ်ပြီးတော့မှစိတ်တည်ငြိမ်မှအတိညာဟာရှင်းရှင်းလင်းလင်းပေါ်လာနိုင်တာဖြစ်တဲ့ကြောင့်ပညာသိက္ခာအတ္တသိက္ခာကိုလည်းလမ်းပွင့်ပြီးတယ်ဒါကြောင့်အလယ်ကနေပြီးတော့အောက်ကသီလကိုလည်းထိမ့်ပြီးတယ်အတက်ကပညာသိက္ခာကိုလည်းလမ်းပွင့်ပြီးတယ်အဲ့ဒါကြောင့်သမာဓိကိုသာသနာကျင့်စဉ်ဗဟိုချက်မှတရားဟောလို့လည်းခေါ်ပါတယ်ကောင်းစွာကြိုးစားတတိထား၍ကောင်းညာတည်ကြည်ဤသုံးလီတိသမာဓိကျင့်ပြီးမြတ်သိက္ခာသိက္ခာ300အကျဉ်းမြတ်မပြတ်ဖြစ်စရာသိက္ခာ3ပါးသာသနာကျင့်စဉ်အချုပ်ပဲမပြတ်ဖြစ်စရာတဲ့အာမလို့ရမှာလည်းမဟုတ်ဘူးပိုက်ဆံဘောကမှလို့ရမှာလည်းမဟုတ်ဘူးအသက်ကြီးခါမှလို့ရမှာလည်းမဟုတ်ဘူးတဲ့မပြတ်ဖြစ်စရာဓမင်းစားလည်းဖြစ်နေရမှာပဲလမ်းသွားလည်းဖြစ်နေရမှာပဲဓမင်းချက်လည်းဖြစ်နေရမှာပဲမြင်တာကြားတာကိစ္စခတ်သေးဘယ်နေရာမှာမဆိုပြည့်အောင်ဖြစ်နေရမှာပဲရလာတဲ့လူဘဝတတန်းလေးကအမတန်တူတော့ဒါကဇာဝနေရဲ့အချိန်ဒါကတိက္ခာ3ပါးဖြစ်တဲ့အချိန်လို့နှမျိုးခွဲမနေနိုင်တော့ဘူးခန္ဓာဝန်ထမ်းဆောင်ရေးကိစ္စတဲမှာပဲတိက္ခာ300အကျဉ်းမြတ်ဖြစ်တဲ့အလုပ်ကလေးကိုထည့်ပေးရမှာပေါ့တဲ့တိက္ခာ300အကျဉ်းမြတ်မှာပြတ်ဖြစ်စရာနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကြာညောင်းတော်လဲမဟောင်းပါအဲ့ဒါနိဗ္ဗာန်ရောက်ကြောင်းတရားပဲဒါနလုပ်တဲ့အခါလဲအဲ့ဒီလမ်းကြောင်းအတိုင်းလုပ်ရမှာတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းတိက္ခာ300အကျဉ်းမြတ်ခေါ်တဲ့မိခင်၈ပါးကတော့ကြာညောင်းတော်လဲမဟောင်းပါဘလောက်ပဲကြာကြာဟောင်းတယ်လို့မရှိခင်နောက်ကြတယ်လို့မရှိအမြဲတမ်းတက်လွန်တောက်ပနေတာပါပဲအတိတ်ကဂင်္ဂဘာလူတဲစုမကအဆူဆူပွင့်တော်မူတဲ့ဘုရားရှင်နေလက်တဲ့တုန်းကလည်းဒီကျင့်စဉ်နဲ့ပဲနိဗ္ဗာန်ကိုသွားခဲ့ကြတယ်ယခုပစ္စေကသာသနာတွင်မှလည်းပဲနိဗ္ဗာန်ကိုဥတည်သွားကြတဲ့သူတော်ကောင်းတွေဟာအဲ့ဒီကျင့်စဉ်သိက္ခာ300အကျင့်များလမ်းကြောင်းနဲ့ပဲသွားနေကြသွားနေစေပဲနောက်အနာဂတ်ကာလမှာဂင်္ဂဘာလူတဲစုမကပွင့်တော်မူလက်တန်းဖြစ်ကုန်သောဘုရားအဆူဆူတွေလက်ထက်မှာလည်းပဲဤသိက္ခာ300အကျင့်မြတ်လမ်းကြောင်းအတိုင်းပဲနိဗ္ဗာန်သွားကြမှာတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကြာညောင်းတော်လဲမဟောင်းပါအဲ့ဒါလိုက်ဆိုကြကောင်းစွာသိမြင်ဉာဏ်စီလျက်စွမ်းအင်မြတ်ပညာကောင်းစွာပြောမှုကောင်းစွာပြုပေးသက်မွေးမှန်ကန်ဤသုံးတန်ကျင့်ရန်သီလသာကောင်းစွာကြိုးစားတတိထား၍ကောင်းညာတည်ကြည်ဤသုံးလီတိသမာဓိကျင့်ပြီးမြတ်သိက္ခာသိက္ခာ300အကျင့်မြတ်မပြတ်ဖြစ်စရာနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကြာညောင်းတော်လဲမဟောင်းပါကောင်းစွာသိမြင်ဉာဏ်စီလျက်စွမ်းအင်မြတ်ပညာကောင်းစွာပြောမှုကောင်းစွာပြုပေးသက်မွေးမှန်ကန်ဤသုံးတန်ကျင့်ရန်သီလသာကောင်းစွာကြိုးစားတတိထား၍ကောင်းညာတည်ကြည်ဤသုံးလီတိသမာဓိကျင့်ပြီးမြတ်သိက္ခာသိက္ခာ300အကျင့်မြတ်မပြတ်ဖြစ်စရာနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကြာညောင်းတော်လဲမဟောင်းပါကောင်းစွာသိမြင်ဉာဏ်စီလျက်စွ
စွမ်းအင်မြတ်ပညာကောင်းစွာပြုမှုကောင်းစွာပြုပေးသက်မွေးမှန်ကန်ဤသုံးတန်ကျင့်ရန်သီလသာကောင်းစွာကြိုးစားသတိထား၍ကောင်းညာတည်ကြည်ဤသုံးလီတိသမာဓိကျင့်ပြီးမြတ်တိတ်ခါတိတ်ခါ3ရက်အကျင့်မြတ်မပြတ်ဖြည့်စရာနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကြာညောင်းတော်လဲမဟောင်းပါဒါကြောင့်တိတ်ခါ3ပါးလူစွမ်းအားဆိုတာဖြည့်ကျင်တဲ့လောက်တက်နေမှာပါပဲတဲ့ဘယ်တော့မှမဟောင်းနိုင်မယိုးနိုင်တဲ့ကျင့်စဉ်တရားတွေပါမေခင်7ပါးမေဃသစ္စာလောကီမေဃသစ္စာပေါ့မေခင်7ပါးပေါ်လိုက်တဲ့အခါချုံလိုက်တဲ့အခါတိခါ3ပါးပေါ်လာတဲ့တိခါ3ပါးမှတ်လို့လွယ်အောင်ဆိုရင်စီကံလိုက်နာစုစိုက်ကရှိတာမြင်အောင်ကြည်အကျဉ်းချုပ်မှကျင့်စရာတိခါ3ပါးရှိစီကံလိုက်နာဆိုတာသီလတိခါပြောတာကိုယ်နဲ့နှုတ်2ပါးကိုပိုင်းပိုင်းနန်းနန်းစီကံပေါင်းအတွင်းခတ်ပြီးတော့ပေါင်းခတ်ပြီးတော့မှထိမ့်သိမ့်ပြီးတော့ကောင်းစွာထားပြီးတော့နေတာကဟောတာကသီလတိခါတဲ့ကိုယ်နဲ့နှုတ်2ပါးကိုကောင်းမွန်စွာထိမ့်ပြီးတော့မှစီကံလိုက်နာတာကသီလတိခါ5ပါးသီလ7ပါးသီလစသည်ဖြင့်လူချင်းဝတ်သီလအရရအိမ်ထောင်ရေးစီကံကျောင်းစီကံယုံစီကံနိုင်ငံစီကံအရရဘော5ပါးသီလပြောရင်အလုံးပါကြတော့တာပါပဲစီကံလိုက်နာတဲ့စီကံလိုက်နာတာကအဲ့ဒါကသီလတိခါသီလဗမာလိုပြန်လိုက်ရင်စီကံပြောတာပါစုစိုက်ကဒါကသမာဓိတိခါပြောတာဘယ်အာယုံမဲယူဘောတဲ့သမာဝါယာမနဲ့တွင်းရင်တတိနဲ့အာယုံကိုပထမပုံဖော်လို့အာယုန်နဲ့စိတ်ကိုရှိဥစွာကပ်ပြီးခါမှာလုံးလဝရိယတွန်းသမာဓိနဲ့စူးစိုက်ပြီးခါမှာလုံးလဝရိယနဲ့တွန်းတဲ့အာယုန်ကိုယူတဲ့အခါပဲအာယုန်ပဲယူပေါ့တဲ့အာယုန်ထိန်ပရိစိတ်ထိန်ပရိကလေးနဲ့အမြဲတမ်းစိတ်ကိုအဲ့လိုထားပါတဲ့စိတ်ကိုပြည့်စလက်ကဘယ်ချိန်မှမထားပဲစားရတောက်တာသွားတာလာတာနေတာဌာနလောက်တာကံတာကြားတာမြင်တာကိစ္စခတ်သိမ်းအကုန်လုံးမှာအာယုံအပေါ်မှာစိတ်ကလေးကိုတတိနဲ့စူးစူးဆိုင်ဆိုင်ချက်ရကလေးဟောလို့ထားလိုက်မယ်ဆိုလို့ရှိရင်ဘယ်တော့မှရှုပ်ရှက်ကမနေပါဘူးရှင်းကနေနဲ့စိတ်ကကြီးချွတ်ဆေးကြောပြီးသားဖြစ်နေတယ်။တမာရီဆိုတာစိတ်ကိုကြီးချွတ်ဆေးကြောရတဲ့အလုပ်ဖြစ်သောကြောင့်တမထလို့လည်းခေါ်တယ်။ထားလို့တဲ့အာယုံမှာထားလို့တဲ့အပိုင်းအခြားအတွင်းထားလို့တဲ့ပုံစံနဲ့ထားနိုင်တာဖြစ်သောကြောင့်တမာရီလို့လည်းခေါ်စိတ်ကိုကြီးချွတ်ဆေးကြောရသောအလုပ်ဖြစ်သောကြောင့်သမထလို့လည်းခေါ်တဲ့ဒီကြအချင်းယူပြီးတော့မပွားရင်တောင်မှပဲသွားတာလာတာနေတာထိုင်တာကံနှုတ်တာကံနာစားတာတောက်တာကိစ္စခတ်သိမ့်မှလည်းပဲအာယုန်ထိတ်နဲ့ပရိကလေးစိတ်ထိတ်နဲ့ပရိကလေးနဲ့အဲ့လိုတတိလေးနဲ့ထားပြီးတော့ယူတတ်လို့ရှိရင်ရှင်းနေနောက်ဆက်သွားတမာရီလေးတွေကပေါ်လာတာပါပဲဒါကြောင့်စိတ်ကိုပဲရှင်းမှပြစ္ဆလက္ခမထားဘဲနဲ့အဲ့လိုငြိမ်လေးထားလို့ရှိရင်အလုပ်လို့ရတယ်လေအကုန်လုံးအစဉ်ပြေတော့လားစိတ်ကလည်းအမြဲတမ်းရှင်းနေတော့တာပါပဲဒါကြောင့်စူးစိုက်တယ်ဆိုတာအာယုံကိုစူးစိုက်ဘုရားရှိခိုးတာဘုရားအာယုံပြုတာမေတ္တာပို့တာတွေ့လဲဝင်လဲရှုမှတ်တာအစခတ်သိပဲအာယုံမဲယူပေါ့တိကျအချင်းယူပွားတာရောတိကျအချင်းယူမပွားတဲ့အခါမှလည်းအာယုံကိုပဲအာယုံမဲယူပေါ့စိတ်ကိုတည်ငြိမ်စူးစိုက်အစအလေအဆုံးအကုန်လုံးသိအောင်အဲ့လိုယူတတ်ပါစေတဲ့အလေးအကျင့်ကိုလုပ်ထားရမှာပဲစီကံလိုက်နာစုစိုက်ကရှိတာမြင်အောင်ကြည်ပညာသိက္ခာဆိုရှိတာကိုမြင်အောင်ကြည်ရတာလောကီအသင်မုံဝန်းကြောင့်ပညာတွေတောင်မှရှိတာမြင်အောင်ကြည်ရတာပဲဒီထက်မှဘယ်လိုတတ်တည်ရှိတယ်ဘာနဲ့ဘာပဲပေါင်းစပ်တော့ဘယ်လိုဖြစ်လာတဲ့စသည်ဖြင့်အဲ့လိုကြည်ရတာပဲတရားပိုင်းဆိုင်ရာပညာဆိုတာတော့မပြောနဲ့ရှိတာကိုကြည်ရတာကမ္မတက္ကတတ္တမဒိဋ္ဌိဆိုရင်ကံရှိကိုမြင်အောင်ကြည်ရတယ်အဓိကအားဖြင့်ဝိပဿနာတမ္မာဒိဋ္ဌိပေါ့ဝိပဿနာတမ္မာဒိဋ္ဌိကယုံနာခန္ဓာရဲ့အရှိကိုမြင်အောင်ကြည့်ရတယ်အဲ့လိုရှိတဲ့အတိုင်းမြင်အောင်ကြည့်ရတာဟာပညာသိက္ခာပါတမ္မာဒိရှိမှလည်းရှိတာမြင်အောင်ကြည့်နိုင်မှာပါရှိကံလိုက်နာစုစိုက်ကရှိတာမြင်အောင်ကြည်အကျဉ်းချုပ်မှကျင့်စရာသိက္ခာ၃ပါးရှိ
တိခါသုံးပါးဖြစ်ခြင်းညာကအမြတ်တကာအာကိုရာကိုမှစွမ်းအားပြီးတိခါသုံးပါးဖြစ်ခြင်းလို့ရှိရင်အမြတ်တကာအာကိုရာလည်းဖြစ်တယ်ကိုအရေးကိုသူများအတွက်လည်းပေးလို့ရတယ်ကိုမှစွမ်းအားပြီးကိုအရေးကိုလည်းကောင်းကောင်းခိုလုံလို့ရဘဝကူကြောက်เสียမလိုဘူးတန်တရားခရီးနိဗ္ဗာန်ဥတည်သွားတဲ့အခါဘလောက်ရှိပါစေကြမ်းပါစေအန္တရာယ်ပေါ်ပါစေအဆင်းအတည့်များပါစေကိုမှအင်အားပါသွားတာမလို့ကြောက်เสียမလိုဘူးတဲ့ဒါကြောင့်တိခါသုံးပါးဖြစ်ခြင်းလို့ရှိရင်ကိုအရေးကိုသူများအတွက်ရောမိမိအတွက်ရောအကုန်ပေးလို့ရတယ်တိခါသုံးပါးဖြစ်ခြင်းညာကအမြတ်တကာအာကိုရာကိုမှစွမ်းအားပြီးကြီးလေလှလေအေးမြပဲလူတွေချစ်ကြ၏တဲ့တိခါသုံးပါးကတော့ကြီးလေလှလေကြီးလေခန့်ညာလေကြီးလေထဲဝါလေကြီးလေကြက်တည်းရှိလေပဲလောကစိန်ရွှေစားတဲ့ယရဏတွေကသူ့အရွယ်နဲ့သူ့နေရာနဲ့သူသာဆင်းလို့ရတာကိုအသက်ကြီးလာတဲ့အခါအဲ့ဒါတွေဆင်းလိုက်တဲ့အခါဘလူးကမှအကောင်းမမြင်ကြပါဘူးဟောဒီတိခါသုံးပါးကိုတဲ့အလတ်တန်စာစီအလတ်တန်စာဒီကတော့အခါမရွေးနေရာမရွေးအရွယ်မရွေးအခါခါသိရင်လှတယ်တဲ့ကြီးရင်ပိုးတောင်လှအကျင့်တိခါမပါဘဲနဲ့အသက်ကြီးသွားရင်တော့အဘိုးကြီးအဘွားကြီးပဲကြီးတာပဲအိုတာပဲရှိတယ်ဘာမှအင်အားမပါဘူးကြီးတာကနှစ်မျိုးရှိတယ်အကျင့်အားဖြင့်ကြီးခြင်းအရွယ်အားဖြင့်ကြီးခြင်းအရွယ်အားဖြင့်ကြီးတာကဓမ္မအားထုတ်နေရတာမှမဟုတ်ပဲဇရာကသူ့ဟာသူအလုတ်လုတ်သွားတာပဲအကျင့်အားဖြင့်ကြီးတာကတော့ဓမ္မကိုအစီအစဉ်နဲ့အကွက်ချအားထုတ်မှရနိုင်သောဆွမ်းအားဖြစ်တယ်ဒါကြောင့်တိခါသုံးပါးဆိုတာဓမ္မအားထုတ်လို့ရလာတော့အလားတဲ့အကျင့်အားဖြင့်ကြီးသွားတာမလို့အိုတာမဟုတ်ပါဘူးတဲ့ခန့်ညားနေတာပါလှနေတာပါတဲ့ကြီးလေလှလေအေးမြပဲလူတွေချစ်ကြ၏အေးမြတာပေါ့အင်အားရနေတာကိုလူတွေချစ်ကြ၏လူတွေကလည်းချစ်လိုက်ကြတာလူတွေပဲကလို့လေနတ်တွေလည်းချစ်ကြတာပေါ့အလုံးချစ်ကြတာပေါ့ကိုဟာကိုယ်တော်ပြန်ချစ်ရတာပဲဒါကြောင့်တိခါသုံးပါးဟာလူရဲ့ဆွမ်းအားပါတဲ့အဲ့ဒါလည်းလိုက်ဆိုကြစီကံလိုက်နာစုဆိုင်ကာရှိတာမြင်အောင်ကြည့်အကျဉ်းချုပ်မှာကျင့်စရာတိခါသုံးပါးရှိတိခါသုံးပါးဖြစ်ခြင်းညာကအမြတ်တကာအာကိုရာကိုမှစွမ်းအားပြီးကြီးလေလှလေအေးမြပဲလူတွေချစ်ကြ၏စီကံလိုက်နာစုဆိုင်ကာရှိတာမြင်အောင်ကြည့်အကျဉ်းချုပ်မှာကျင့်စရာတိခါသုံးပါးရှိတိခါသုံးပါးဖြစ်ခြင်းညာကအမြတ်တကာအာကိုရာကိုမှစွမ်းအားပြီးကြီးလေလှလေအေးမြပဲလူတွေချစ်ကြ၏အဲကြောင့်လူစွမ်းအားအစစ်ဆိုတော့ကိုအားကိုလည်းချစ်ရတယ်ပါဝင်ခြင်းကလည်းချစ်ရတယ်တဲ့အမတန်အရေးကောင်းပါလေဒါကြောင့်အဲလိုတိခါသုံးပါးလူစွမ်းအားဟာဖို့တန်လှပြီဖြစ်သောကြောင့်အဲ့ဒီတိခါသုံးပါးလူစွမ်းအားတရားကိုမြတ်စွာဘုရားရာဇဂိုမြို့မှာတရင်သုံးတော်မူစဉ်ဟောပြီးတော့ပေးတော်မူခဲ့ပါတယ်မြတ်စွာဘုရားရာဇဂိုမြို့ဂေဇိကုတ်တောင်မှာတရင်သုံးတော်မူစဉ်တုန်းကရာဇဂိုမြို့အတွင်းမှာရာဇဂိုတထေးအိမ်မှာပုံနာအမိရတဲ့ကျော်မလေးတယောက်ရှိတယ်ပုံနာဆိုတာမြန်မာလိုတော့မပြည့်စုံပေါ့မပြည့်စုံတဲ့နာမည်ကသာမပြည့်စုံလို့ပြောရတာစာဝတ်နေရေးဘာမှမပြည့်စုံပါဘူးသူများအိမ်မှာကျွန်းအလုတ်လုပ်နေရတာသူများအိမ်မှာရာဇဂိုတထေးအိမ်မှာကျွန်းအလုတ်လုပ်နေရတာမလို့နာမည်ကတခြားရှိတာကတခြားပါသို့တော့သူ့မှာတခုအားတက်စရာကောင်းတာကပတာတရားရှိတယ်တရားတရားရှိသူကိုလူစင်းရဲလူမွဲလို့ခေါ်ရတာမှမဟုတ်ပဲ
ပေစီရီဘလောက်ပဲပြည့်စုံကြွယ်ဝပေမဲ့တရားတရားမရှိရင်ဒါလူမွဲပဲလူဆင်းရဲပဲတရားအနေကဒီတိုင်းပဲသတ်မှတ်ထားပါတယ်ပေစီဘာနာတမ်းပဲကြွယ်ဝပါစေကိုဟာကိုတောင်မှမယုံဘူးဆိုရင်တရားဆုံးအားကိုမှမယုံဘူးဆိုရင်တရားတရားမရှိဘူးဆိုရင်လူမွဲတဲ့လူဆင်းရဲတွေစိတ်ချမ်းသာအောင်နေနိအလုပ်ကိုလုံးမမလုပ်ပဲပေစီမွဲပါစေဆင်းရဲပါစေတတ္တတရားတာရှိမဲ့ဆိုလို့ရှိရင်အဲ့ဒါလူမွဲလူဆင်းရဲမဟုတ်ဘူးတဲ့လူချမ်းသာလို့ပဲခေါ်ရတယ်။ဒါကြောင့်လောကအနေနဲ့ကြည့်မယ်ဆိုရင်မပြည်စုံဆိုတဲ့ကြောင့်မကလေးဟာသူများအိမ်မှာအစီအပကြောင့်မဘဝနဲ့နေရညာတော်လည်းပဲတတ္တတရားဆိုတဲ့အဖို့တန်ယရဏရှိနေသောကြောင့်မလို့သူဟာတရားအလုပ်ကိုစိတ်ဝင်စားတယ်တဲ့။စိတ်ဝင်စားတော့ရာဇဂိုတထေအိမ်မှာဆောင်ဝေးစီရကိစ္စမှန်သမျှလုပ်တဲ့အခါအဝတ်ကြည်တန်းကြီးဘယ်တော့မှမလုပ်ဘူးတရားတရားရှိတာကိုအတိညာကလည်းအထက်လျောက်ရှိတာကိုတရားဘုသူတာကလည်းတရားကိုရံခါနာထားတာမလို့သူကသိတာကိုဒါကြောင့်မလို့ပြီးစလွယ်မလုပ်ဘူးသူများအလုပ်ကိုလုပ်ရပေးခြင်းဒီပင်လေငါအလုပ်ကိုလုပ်နေတာပဲတဲ့သူများကိုကောင်းစေခြင်းမှာငါလည်းကောင်းမှာပေါ့ဒါကြောင့်သူများရဲ့ကိစ္စတွေကိုအကောင်းဆုံးဖြစ်အောင်ငါလုပ်ပေးမှဖြစ်ပေလိမ့်မယ်သူများအလုပ်တွေကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးမှငါအလုပ်ကိုလည်းကောင်းမွန်စွာအကောင်းဆုံးဖြစ်အောင်လုပ်ပေးရရောက်မှာပေါ့လို့မေတ္တာစီရဏတရားတရားတန်လေးထားပြီးတော့ကျိုးကျိုးဆာဆာရိုးရိုးသားသားအမြဲတမ်းကြိုးစားတယ်မတမာမှုတစ်ခုမှမလုပ်ဘူးတဲ့ရိုးရိုးသားသားကြိုးကြိုးစားစားနုံနုကြကြအမတန်မှတက်ကြွကြဆောင်ရွက်တတ်တယ်အေးလေငါဟာဆင်းရဲသမားလေးဖြစ်ပေမဲ့လို့လည်းပဲတရားတရားရှိတယ်ဆိုတော့သူများပြီလို့စိတ်နေရွှေတွေတောက်ပြောင်းနေအောင်အလှမစင်နိုင်ပေမဲ့ယရဏသုံးပါးနဲ့ငါခန္ဓာကိုငါစိတ်နှလုံးကိုအလှဆင်နိုင်သားပဲဒါကြောင့်ငါဘာမှအားငယ်စရာမလိုတဲ့မပြည့်စုံလေကိုဟာကိုအားပေးတတ်လိုက်တာသူများဒီလိုစိတ်နဲ့ရွှေတွေနဲ့တောက်ပြောင်းအောင်အလှမစင်းနိုင်ပြီမဲ့လို့လည်းငါမှတရားတရားပစ္စည်းရှိနေတဲ့အတွက်ဘာယတရားသံဃာယရဏသုံးပါးနဲ့ငါစိတ်နှလုံးခန္ဓာအစဉ်ကိုခံ냐အောင်ထဲဝအောင်ကြက်တည်းရှိအောင်ငါအလှစင်နိုင်သားပဲဒါကြောင့်ငါဘာမှအားငယ်စရာမလိုတဲ့ယရဏသုံးပါးငါစိတ်နှလုံးအစဉ်မှာအမြဲတမ်းကင်းရနေတာဖြစ်သောကြောင့်ငါခန္ဓာကိုယ်စိတ်အစဉ်ယရဏသုံးပါးကုန်နေဖြင့်လွှမ်းခြုံရနေတာဖြစ်သောကြောင့်ယရဏသုံးပါးကင်းနေတဲ့စီရီကြီးလို့ဖြစ်နေတယ်စီရီအိမ်ကြီးလို့ဖြစ်နေတယ်ငါခန္ဓာငါစိတ်နှလုံးအစဉ်ယရဏသုံးပါးကင်းနေတော့ငါဘာမှပူစရာလည်းမလိုပါဘူးလေအားငယ်စရာလည်းမလိုပါဘူးတဲ့ကိုယ့်ဟာကိုယ်အားပေးတတ်လိုက်တာတက္ကသရတရားဥစ္စာပစ္စည်းရှိနေသောကြောင့်သူများဒီလိုစိတ်နေရွှေတွေအဖို့တာအလှအပတွေမဝတ်နိုင်ပေမစင်နိုင်ပေမဲ့ငါးပါးတိလအလှနဲ့ငါခန္ဓာကိုယ်ကြီးလှအောင်အလှဆင်မှာပေါ်တဲ့တိလဟာအလှဆုံးတန်စာလို့လည်းဘုရားကဟောထားတာပဲမိမြပင်အဖို့တံပစ္စည်းတွေနဲ့အလှဆင်ထားပေမဲ့အကျင့်စာရိတ္တမှာကောင်းရလကားပါတဲ့အပြင်ဖြစ်တာကြည့်ကောင်းအောင်လုပ်တာအတွင်းအနှစ်ဘာမှမရှိပါဘူးတဲ့မပြည့်စုံလေးကအဲ့လိုမဟုတ်ဘူးတဲ့သူကတော့အပြင်ဘက်ကတောက်ပြောင်းတာတွေမဟုတ်နိုင်ပေမဲ့တတ္တတရားပစ္စည်းဥစ္စာနဲ့၅ပါးတိလကိုကျင့်တိလတရားကိုမိမိခန္ဓာကိုယ်မှာအလှဆင်ပြီးတော့မှအလှဆင်ပြီးတော့မှမြင့်တင်ပြီးတော့နေနေတာဖြစ်တော့ကြောင့်၅ပါးမှအားငယ်စရာမလိုဘူးတဲ့၅ပါးတိလလည်းလုံခြုံအောင်ထိမ့်သိမ့်ပါတယ်ပြီးတော့မေတ္တာတရားလည်းထားတယ်မိမိရဲ့ရှင်တခင်ဖြစ်တဲ့ရာဇဂိုတထေအပါဝင်မိသားစုတွေအိမ်သူအိမ်သားတွေအပေါ်မှာလည်းအများနဲ့မေတ္တာထားလို့ညွတ်သူညွတ်သားတွေအပေါ်မှာမေတ္တာပွားလို့တတ္တဝအကုန်လုံးတို့အပေါ်မှာမေတ္တာလွန်ကြောင်းလို့ဟောလို့မေတ္တာကိုလည်းထားပြီးတော့မှတမာရီတိတ်ခါကိုလည်းဖြစ်ခြင်းလို့နေပါတယ်တခါတရားပုဂ္ဂိုလ်တလည်းအထက်လျောက်ပြီးတော့အတိပညာနဲ့လည်းပဲဥတည်ပြီးတော့မှလုပ်တယ်သူများအိမ်မှာအစီအပအလုပ်ကိုလုပ်ရပေမဲ့ဝက်ကြည်တန်းခြင်းမဟုတ်ပဲကုသိုလ်ဖြစ်လုပ်တတ်တယ်ဆင်းရဲမှုကိုအခြေခံပြီးတော့မှချမ်းသာမဲ့လမ်းစဉ်နောက်ကိုသူလိုက်တတ်ပါတယ်ဆင်းရဲဤနောက်မှာချမ်းသာရှိပါတယ်သူအဲ့လိုမြင်ထားတယ်အတိတ်ကငါဒါနနဲခဲ့လို့သာလူမွဲဖြစ်ပြီးတော့သူများအိမ်မှာအစီအပကြုံမဘဝနဲ့နေရတာလေအဲ့လိုဆိုရင်ပို့ပြီးတော့တတိတံဝေကရှေ့ထားပြီးတော့ဉာဏ်ဥရှိပြီးလှုပ်တညအကောင်းပြအောင်လုပ်ရမှာပေါ့
ဆင်းရဲတဲ့နေရာကနေဆင်းရဲတဲ့နေရာပြန်ပြီးတော့သွားလို့တော့ငါပဲဖြစ်မလဲဆင်းရဲတာကိုအခြေခံပြီးတော့ချမ်းသာတဲ့လမ်းကြောင်းငါလိုက်မှဖြစ်မှာပေါ့အမြင်ရှင်းလိုက်တဲ့အမျိုးသမီးလေးပဲဆင်းရဲနောက်မှာချမ်းသာရှိတယ်တဲ့ချမ်းသာကိုစွန့်နှုတ်မတွန်ပဲရဲဝံပြင်းထန်လမ်းမှာအလုံးစွန်အားထုတ်ကဒုက္ခအမြတ်တွေ့ရညာလေဆင်းရဲနောက်မှာမြတ်ချမ်းသာဆောင်ငါကြိုလျက်ရှိတဲ့ချမ်းသာကိုစွန့်တယ်ဆိုတာတချို့အပခိုးတာတတ္တာခိုးတာတွေအထိုလည်းရမလေးကိုကြောက်ပြီးတော့မှတတ္တာခိုးပြီးတော့နေတာမျိုးကာမတုခံလိကနိယောဂလမ်းစဉ်တော့မြှော့ချနေတာမျိုးအဲ့ဒါမျိုးကိုစွန့်ရဲတယ်တဲ့မပြည့်စုံလေးရစွန့်ရဲတယ်တပ်ပါလဲခိုးမနေဘူးတဲ့ချမ်းသာကိုစွန့်မကြောက်ရွံ့ပဲရဲဝံပြင်းထန်လမ်းမှအလုံးစွန့်အထုတ်ကဒုက္ခအမြတ်တွေ့ရညာလဲဆင်းရဲနောက်မှမြတ်ချမ်းသာဆောင်ငါကြိုလျက်ရှိတဲ့မျက်စိမှာပရိပဒလမ်းစဉ်နဲ့အလုံးလုံးတယ်ဆိုတာကအတ္တကိလမထာနိယောဂလမ်းစဉ်ဆင်းရဲတာမျိုးလို့ဗယံပဒဆင်းရဲတာမျိုးမဟုတ်ပါဘူးအစီအစဉ်နဲ့ဆင်းရဲတာပါခုနပြောတဲ့သတိပါတယ်သမာဓိပါတယ်ဒါကြောင့်မလို့ဆင်းရဲပြီမယ်လို့လည်းပဲသူကဗယံပဒဆင်းရဲတာမဟုတ်ဘူးအစီအစဉ်နဲ့သွားတာမလို့ဟိုးနောက်မှာပန်းတိုင်ကအောင်ပန်းကိုလှမ်းကင်ကျိုးနေတယ်လာခဲ့နီးနေပြီဒလန်ချင်းတိုးခဲ့လို့ပန်းတိုင်ချမ်းသာတွေကမိမိကိုလက်ကမ်းကျိုးနေတယ်လို့အသိပညာကဒီတိုင်းပဲမြင်ရတော့အထုတ်ရတာအရှိတာပေါ့တဲ့ဒါကြောင့်ချမ်းသာကိုစွန့်ပြတတ္တခုမှုလည်းလုံးလို့မနေပဲကာမတုခံလိကနိယောဂလမ်းစဉ်ဖိတ်ကိုလည်းမျောပြီးတော့မသွားစေပဲတတိတွေတမာရီတွေနဲ့ထိမ့်ပြီးတော့မှလောင်းလာဝရိယအာကံကောင်းတဲ့ငါပြည်စုံလေးဒီတိုင်းပဲသဘောထားတယ်တက္ကပြည်စုံလေးဒီတိုင်းပဲသဘောထားတယ်တက္ကချမ်းသာကင်းပြောက်ဆင်းရဲရောက်မှုအပူမပွားမညီတွားပဲစိတ်အတင်းကနီလန်းရှာချမ်းသာရအောင်ကြိုးစားကြည့်ချမ်းသာလေးတွေလက်လွတ်သွားတဲ့အခါဆင်းရဲတွေရောက်လာတဲ့အခါကာလမှာလည်းအပူမပွားမညီတွားပဲအပူနောက်ထပ်မပွားပါစေနဲ့တဲ့ချူတန်ပါအောင်လည်းညီးမနေပါနဲ့တဲ့အချိန်တွေသိပ်ကုန်သွားမှဆိုလို့တဲ့အပူမပွားမညီတွားပဲစိတ်အားတင်ကနီလန်းရှာချမ်းသာရအောင်ကြိုးစားကြည့်စိတ်ကိုအားတင်ပေးလိုက်လုံးလာဝရိယပြောတာလုံးလာဝရိယနဲ့စိတ်ကိုအားတင်ပြီးတော့နီလန်းရှာတဲ့သာသနာတော်တွေမှာနီလန်းရှာရတာလည်းအမှန်တန်လွယ်တာပေါ့မေဇိမပရိပရာတိတ်ခ300အကျဉ်းမြတ်စွာနီလန်းကိုရှာ၍ချမ်းသာရအောင်ကြိုးစားကြည့်ကိုတကယ်ယုံတဲ့တရားရှိမယ်ဆိုရင်လမ်းကောင်းလမ်းမှန်အတိုင်းကျင့်ကြံကြိုးကိုအားထုတ်လိုက်တဲ့အခါမှာသာဝနေရလူမျိုးရဲ့အလုပ်ကိုလိုရင်းနဲ့တောင်မှစိတ်ချမ်းသာမှုတွေစွန့်အားတွေဆိုတာဟာအဲ့လိုရပါတယ်တဲ့လမ်းမှန်ကြိုးစားစိတ်တင်းထလူသားစာနီပိတာဤမပြည့်စုံလေကြုံမလေးဖြစ်ပေမဲ့နဲ့မှစိတ်ဓာတ်ကြမနေဘူးစိတ်ကိုတင်းပြီးတော့လို့ဖြစ်တဲ့နေရာကငါလုံးမယ်လေဆိုပြီးတော့အဲ့လိုပဲဇနိတကြလောက်တတ်တယ်အဲ့ဒါလည်းလိုက်ဆိုကြချမ်းသာကိုစွန့်မကြောက်ရွံ့ပဲရဲဝံ့ပြင်းထန်လမ်းမှန်အလောက်စွန့်အားထုတ်ကဒုက္ခအများတွေ့ရညာလေဆင်းရဲနောက်မှာမြတ်ချမ်းသာစံငါကြိုလျက်ရှိချမ်းသာကင်းပြောက်ဆင်းရဲရောက်မှုအပူမပွားမညီတွားပဲစိတ်အားတင်းကနီလန်းရှာချမ်းသာရအောင်ကြိုးစားကြည့်လမ်းမှန်ကြိုးစားစိတ်တင်းထလူသားစာနိပိတာဤချမ်းသာကိုစွန့်မကြောက်ရွံ့ပဲရဲဝံ့ပြင်းထန်လမ်းမှန်အလုပ်စွမ်းအားထုတ်ကဒုက္ခအများတွေ့ရညာလဲဆင်းရဲနောက်မှာမြတ်ချမ်းသာစံငါကြိုလျက်ရှိချမ်းသာကင်းပြောက်ဆင်းရဲရောက်မှုအပူမပွားမညီတွားပဲ
စိတ်အားတင်းကနိလန်းရှာချမ်းသာရအောင်ကြိုးစားကြည်လမ်းမှန်ကြိုးစားစိတ်တင်းထလူသားစာနိပိတဤဘာမှမဟုတ်တဲ့ဆင်းရဲဒုက္ခလေးတွေတွေ့တာအဲ့ဒါတွေကိုကြည်ပြီးစိတ်ဓာတ်ကြနေတာမျိုးတွေခြူတံပါအောင်ညှိနေတာမျိုးတွေအပူတွေပွားနေတာမျိုးတွေဒါမျိုးကလူသားအာဇာနည်မဟုတ်ပါဘူးတဲ့လူသားအာဇာနည်ဟာတွေ့တဲ့ဆင်းရဲကိုအခြေခံပြီးတော့ချမ်းသာပဲဥတည်ပြီးနိလန်းရှာကြိုးစားပါတဲ့အဲ့ဒါမှလူသားအာဇာနည်ခေါ်တဲ့မပြည်စုံကြတဲ့ကျွန်မလေးကလည်းပဲဆင်းရဲမှုကိုအခြေခံပြီးတော့မှသာသနာကျင့်စဉ်လမ်းကြောင်းအတိုင်းချမ်းသာကြောင်းဖြစ်တဲ့လမ်းကြောင်းအတိုင်းချမ်းသာကိုဥတည်ပြီးတော့မှစိတ်ကောင်းစိတ်မြတ်တည်ထားပြီးတော့မှဟောလို့အလုပ်လုပ်တယ်တဲ့ဒီနေ့ကြတော့စပါးရီကိုထောင်းစရာထုစရာအလုပ်တွေကဒီနေ့လုံးလုပ်ရတညလုံးမိထုံးပြီးလုပ်ရတယ်အများကြီးအလုပ်လုပ်ရတယ်တဲ့တညလုံးထောင်းထုလို့ဘယ်လို့မှမပြီးနိုင်အောင်ရှိနေတော့အမတန်ပင်မတော့ညပိုင်းမှာညတကောင်ကျော်လောက်မှာအင်းအပြင်ဘက်ထွက်ပြီးတော့မှအမောဖြည်ရင်းနဲ့ဂိစကုတ်တောင်ဘက်ကိုမျက်နှာမူပြီးတော့ကြည့်လိုက်တဲ့အခါဂိစကုတ်တောင်ပါကအရှင်ဓဗ္ဗဆိုတာကယဟန္တာပေါ့တန်ဃာတော်များရဲ့ကျောင်းအေးရနေရာများကိုခင်းပြီးတော့ပေးရတဲ့အရှင်ဓဗ္ဗ9နှစ်သားလေးနဲ့ကိုယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်သူပါသူကမေးရောင်မရှိပြီမြဲလက်ညှိုးမှာမေးထွန်းပြီးတော့တကိုးနဲ့မေးထွန်းပြီးတော့အလဲရောင်ညှစ်ထွန်းပေးနိုင်တယ်ဘလောက်မှောင်းနေပြီစီသူကလက်ညှိုးမှာတကိုးနဲ့မေးထွန်းပြီးတော့အယောင်တောက်အောင်လုပ်ပေးနိုင်တယ်အဲ့ဒါညမပြေစုံလေးကတောင်ဘက်ကိုလှည့်ပြီးတောင်ပေါ်ကိုလှမ်းကြည့်လိုက်တဲ့အခါရှင်ဓဗ္ဗကလက်ညှိုးမှာမေးရောင်တွေထွန်းပြီးတော့အလဲရောင်တွေထွန်းပြီးတော့တန်ဃာတော်များတဲ့လမ်းတွေပြလို့ကျောင်းတွေပြလို့ကျောင်းတွေကိုပို့နေတာဒီတရားနာပြီးတော့ကျောင်းကိုသူကျောင်းကိုကျောင်းပြန်တဲ့ဥစ္စာကိုလက်ညှိုးမိထုံးပြီးတော့အလင်းရောင်တွေပေးပြီးတော့လိုက်ပို့နေတာအဲ့ဒါကိုမပြေစုံလေးကအဝေးကြီးကလမ်းမြင်တာဆိုဘယ်အကြောင်းတည်မလဲဩငါဖြင့်အလုတ်တွေပင်ပန်းလွန်းလို့ကိုယ့်အထိတကောင်ကျော်တီးအထိငါမအေးရသေးဘူးဟိုကတောင်ပေါ်မှာလည်းပဲသံဃာတော်အရှင်မြတ်တွေမိရောင်နေတဝင်းဝင်းနဲ့သူတို့လည်းဒုက္ခရောက်နေလို့များမအိပ်ဖဲနေကြတာလားမသိဘူးဝိကမြခံနေကြရသလားမကြမ်းမမောင်းများဖြစ်နေကြသလားသူတို့လည်းမကျင်းရသေးပါလားမအေးရသေးပါလားအဲ့လိုတွေးနေတဲ့အဲ့ဒါနဲ့တညလုံးထောင်းထုမနဲ့လင်းတော့ဆံခွဲများဆံကြမ်းများကိုမုံဖြစ်အောင်ထောင်းထုရင်းနဲ့ရောနေမုံဖြစ်အောင်ကြော်တယ်ပေါ့မုံဖြစ်အောင်ကြော်ပြီးတဲ့ကဆံခွဲမုံဆံကြမ်းမုံမြတ်ကိုအတွေ့ရတဲ့ဝေစုကိုယူ၍ညစ်စိတ်ကြမှာငါစားမယ်လေဆိုပြီးတော့ဆံခွဲမှုန့်ဆံကြမ်းမှုန့်များကိုယူပြီးတော့ရေခတ်ဖို့ရေအိုးကိုယူပြီးညစ်စိတ်ရေခတ်စိတ်ကိုသွားတယ်တဲ့အဲဒီနေ့မှနေ့ပိုင်မှာပဲခေစုကုတ်တောင်မှာတရင်သုံးနေတော်မူတဲ့သုံးလောကတွတ်တတ်ပြီးညမြတ်စွာဘုရားဟာလောကအတွင်းမှာဉာဏ်ကိုဖြန်းပြီးတော့ကြည်တော်မူလိုက်တဲ့အခါမှာဉာဏ်တော်ထဲမှာမပြည့်စုံလေးထင်လာတယ်ထင်လာတော့ဉာဏ်နဲ့ဆင်ခြင်တော်မူလိုက်တော့အမြင်စုပ်ပေမဲ့ရွှေထုတ်တဲ့မြတ်ဘဝဒီသဘောကိုမြင်ရတယ်မြင်ရတော့ကြွန်မလေးလို့မြင်ရတယ်ဒါပေမဲ့လို့လဲမဲ့ဖို့ရကြောင့်အတိတ်ကောင်းမှုလဲသူ့ပါတာပဲလေစုပ်ပန်းဘဝမှာလဲတရားတရားရှိတဲ့စိတ်ကောင်းထားတတ်တယ်သူများအလုပ်ကိုလုပ်နေတာတော့ကိုယ်အလုပ်လိုပဲသဘောထားပြီးတော့ကောင်းကောင်းမွန်မွန်အကောင်းဆုံးလုပ်ပေးတတ်တယ်တကယ်အမျိုးသမီးလေးပါလားမြတ်စွာဘုရားမြင်တော်မူတော့တရားတရားကောင်းသူကိုဘုရားရှင်များသူတော်ကောင်းများချီးမြှောက်စမြဲပါအဲ့ဒါကြောင့်မြတ်စွာဘုရားကလည်းပဲအရှင်အာနန္ဒာနှင့်တကွရာဇဂိုမြို့အတွင်းဆွမ်းခံကြတော်မူတယ်မပြည်စုံလေးကလည်းအိမ်ကထွက်ပြီးတော့ရေခတ်စိတ်ကိုအိုးကိုယူပြီးတော့ရေခတ်စိတ်ကိုရေခတ်မလို့သွားတယ်လက်ထက်မှာလည်းမုံပါလာတယ်မြတ်စွာဘုရားကသူ့ချီးမြှောက်ဖို့ကြွတော်ဆိုတော့သူသွားတဲ့လမ်းအတိုင်းခရီးရင်ဆိုင်ကြွတော်မူလာပါတယ်အဲ့ဒါကိုမပြည်စုံလေးကမြင်တော့ဟောမှာရှိမှမြတ်စွာဘုရားပဲယံခါမြတ်စွာဘုရားနဲ့တွေ့ရပြီမြတ်ငါမှာလူစီရမပါလို့ဒါနလည်းမမြောက်ခဲ့ဒါနမမြောက်ခဲ့ယံခါငါလေးတမအကောင်းအောင်မလို့မဟုတ်ပေမဲ့မုတ်စားတဲ့ပစ္စည်းလေးများရှိပေမဲ့မြတ်စွာဘုရားနဲ့မတွေ့ရလို့ဒါနမမြောက်ခဲ့ဒီ
ဒီနေ့မှာတော့ဟိုမှာမြတ်စွာဘုရားလည်းတွေ့နေရပြီငါလက်ထက်မှာအကောင်းအမှန်မဟုတ်ပေမဲ့ရာစင်စင်ကြဲကြဲမိမိရဲ့ကိုယ်ပန်လုံးလာဥရိယဆွမ်းအားကိုထုတ်ပြီးတော့မှရထားတဲ့ပြုလို့ဆောင်ရွက်လို့ရထားတဲ့ဆံကွဲမှုဆံကြမ်းမှုလေးပါတယ်ဒီကဲလို့မြတ်စွာဘုရားကချီးမြှောက်သောအပြင်လူခံမဲဆိုတော့ငါလှူစမ်းခြင်းပါပြီအကုန်လုံးလှူစမ်းခြင်းပါပြီတဏှတ်တလေငတ်တာဘာဖြစ်တာမလို့ငါအငတ်ခံလိုက်မှာပေါ့တရားတရားကဟောလောက်တောင်တက်နေတယ်အဲ့ဒါနဲ့ရှေ့ဆက်သွားလိုက်တဲ့အခါမြတ်စွာဘုရားနဲ့တွေ့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဘုရားတပည့်တော်ဟာဆင်းရဲသမလေးပါဘုရားတပည့်တော်မှာကိုချီးမြှောက်တော်အပြင်တဏှာတော်အပြင်ဘုရားတပည့်တော်မှာကိုယ်တိုင်ထောင်းထုပြီးတော့ကိုယ်တိုင်ပင်ပင်ပန်းပန်းကြော်ပြီးတော့ဒါတဲ့ဟောဒီဆံကြမ်းမုံဆံခွဲမုံလည်းအကောင်းအောင်မှပဲမဟုတ်တော့လည်းပဲစင်ကြယ်ပါတယ်ဘုရားကိုယ်တိုင်ပင်ပန်းပန်းနဲ့အထုတ်လို့ရထားတဲ့အမှုပါဘုရားတပည့်တော်မှာကိုဆင်းရဲသမားလေးဖြစ်တဲ့တပည့်တော်မှာကိုတဏှာတော်အပြင်ဟောဒီဆံမုံကြမ်းကိုအလူခံတော်မူပါဘုရားလို့လျှောက်တော့ရသော်ဘုရားကလည်းသူ့အတွက်ကြွလာတာပဲအလူခံပါတယ်အလူခံတော့သူကတရားဘုဟုတုတမနေဘူးကံထင်းခလုတ်တတ်တယ်ကံထင်းခလုတ်တတ်တယ်ဆိုတာအသိဉာဏ်ပြောတာခုနတိခါ300အကျဉ်းမြတ်လမ်းကြောင်းအတိုင်းနဲ့သွားရတယ်ကံထင်းခလုတ်မပိုင်ကံဘူတွေပါတတ်တယ်ကံဘူဆိုတာအကုသိုလ်ပေါ့မလိုအပ်တဲ့ကံဘူတွေမပါရအောင်ကံထင်းခလုတ်ကဖယ်ရှားပေးရတယ်ယူရမယ့်ကံတရားကိုလည်းတန့်စင်အောင်စေကြောပေးရတယ်ဥတေကျိတ်ကိုလည်းပန်းတိုင်အတိနိဗ္ဗာန်အထိရှင်းလင်းမြင်အောင်ဟောလို့ရှင်းပြီးတော့မှဥတေကျိတ်ထားရတယ်ဒါကိုပဲကံထင်းခလုတ်တတ်တယ်လို့ခေါ်ပါတယ်ဒါကြောင့်ကံထင်းခလုတ်အသိဉာဏ်လို့ဥသိပြီးတော့မပြည့်စုံလေးကရသော်ဘုရားသပိတ်ထဲမှာသူကိုယ်တိုင်ကြောထားတဲ့ဆံကွဲမှုဆံကြမ်းမှုကိုလောင်းလှူလိုက်တယ်တေတေချာချာရှိခိုးပြီးမှလောင်းလှူတာပါလောင်းလှူပြီးတော့သူတောင်းလိုက်တဲ့ဆုလေးကဗန္ဓေမြတ်စွာဘုရားတုံမေဟိရှင်တော်မြတ်ဘုရားတို့သည်ဒိဋ္ဌဓမ္မောယေဝထိုးထွင်း၍သိထိုးထွင်းသိမြတ်သောတရားတည်တာလျင်မေတ္တပိတော်မှာအတွက်သမိစ္ဆတုပြည်စုံရပါလို့ပြည်စုံရပါစေသာပြည်စုံပါစေတည်းဣတိဧတောအာဟာယုတိညွတ်တွတရပွား၍လျှောက်ထားရှာလေတော့တည်းတပည့်တော်မှာဆင်းရဲသမလေးပါဗျာဤမုံကိုလူရတဲ့ကုသိုလ်ကောင်းမှုကြောင့်ပစ္စည်းပေါ်ပါရစေလို့တပည့်တော်မှာမတောင်းလို့ပါဘူးဖေ။အစင်းမြင့်တတိကြီးဖြစ်ပါရစေဘယ်လိုလောကီစည်းစိမ်ချမ်းသာရရပါရစေလို့တပည့်တော်မှာဘာမှမတောင်းလို့ပါဘူးဖေ။ဘဝတန်တရားမှာအသိဉာဏ်မရှိဘဲနဲ့တွားရတာအလွန်တရာကြောက်စရာကောင်းလွန်းလို့ဘုရားတပည့်တော်မှာလိုချင်တာကမြတ်စွာဘုရားတို့ထိုးထွင်းသိတဲ့အသိဉာဏ်တရားအဲ့ဒီအသိဉာဏ်တရားမြတ်စွာဘုရားတို့မြင်ထားတဲ့သစ္စာလေးပါးအမှန်တရားကိုဉာဏ်ဖြင့်ထိုးထွင်းပြီးတော့သိလိုပါတယ်ဘုရားမြတ်စွာဘုရားတို့သိမြင်ပြီးတဲ့တရားဒီသားလျံတပည့်တော်မှာအတွေ့ဖြစ်ချင်ပါတယ်ဗျာမြတ်စွာဘုရားတို့သိမြင်ထားတဲ့တရားကိုသာတပည့်တော်မှာဉာဏ်နဲ့သိမြင်လိုပါတယ်ဗျာတောင်းလိုက်တဲ့ဆိုလေးရလဲလူနဲ့မတန်ဘူးဒါကြောင့်အာမြင်စုပ်ပေမဲ့ရွှေထုတ်တဲ့မြတ်ဘဝတဲ့အပြင်ဘက်ကကြည့်တော့ဘာမှမဟုတ်တဲ့ကြောင့်အသိဉာဏ်ကဘယ်နဲ့လို့လဲတောင်းလိုက်တဲ့ဆိုလေးကအမတန်တိကျတော့မြတ်စွာဘုရားကလည်းဧဝံဟောတုတင်တောင်းတဲ့ဆိုအတိုင်းပြည့်စုံပါစေဆိုတောင်းတဲ့ပုဂ္ဂိုလ်ကစနစ်မကြရင်ပညာရှိသူတော်ကောင်းတွေကပြင်ပေးရတယ်စနစ်ကြပြီးမှန်ပြီဆိုပြင်ဖို့မလိုဘူးဧဝံဟောတုတင်တောင်းတဲ့အတိုင်းပြည့်စုံစေလုပ်လိုက်ရတာပဲအဲ့ဒါနဲ့မြတ်စွာဘုရားကလည်းပဲဧဝံဟောတုလို့ပဲအနုမောဒနာပြုလိုက်ပါတယ်ဒါကြောင့်သူဆွမ်းကိုလှူနေတာပေါ့မုံဆွမ်းလှူတာမုံဆွမ်းလှူတဲ့ဆိုရင်အသက်လူရရောက်တဲ့ပညာနည်းဥဆောင်လိုက်တော့တရားအသက်ပါရအောင်မိမိကနိဗ္ဗာန်ဥတည်သွားတဲ့အခါခန္ဓာရသမျှတရားအသက်ပါတွဲနိုင်အောင်ဥဆောင်ရမယ်အစဉ်ကိုလူရရောက်တဲ့မိမိကတရားကျက်တရားပါတွဲနိုင်အောင်ပညာနည်းဥဆောင်ရမယ်ချမ်းသာကိုပေလူရရောက်တော့မိမိကတရားချမ်းသာလောကုတ္တရာချမ်းသာကိုရအောင်ပညာနည်းဥဆောင်ရမယ်ကံတင်းကလုတ်တတ်ပေးရမယ်ခွန်အားကိုလူရရောက်တော့မိမိကတရားခွန်အားဆင်းရဲမှုတရားခံကိလေသာတွေကိုအပြတ်တွန်းလှန်ဖြိုခွင်းနိုင်တဲ့တရားခွန်အားနိဗ္ဗာန်မရခင်တန်တရားတစ်ချောင်းလုံးခန္ဓာဝန်ထမ်းပြီးတော့သွားတဲ့အခါကာလမှာလည်းမလွတ်တာမရှောင်သာတွေ့ကြုံရတဲ့လောကဓာတ်မုန်တိုင်းတွေနဲ့တိုးတဲ့အခါမှာ
အပြုံးမပြစ်တီးငြိမ်ငြိမ်ရင်ရင်ကြဲကြဲအိမ်တွေရရခုခံနိုင်စွမ်းရှိတဲ့တရားခွန်အားအဲ့ဒါလေရပါရသလိုပညာနဲ့ဥဆောင်ရမယ်ကံထင်းခလုတ်တက်ရမယ်ဉာဏ်ကိုပေးလျာရောက်တဲ့မိမိကတရားပညာနှစ်ဖက်စလုံးမြင်နိုင်တဲ့တရားပညာကံအရှိခန္ဓာအရှိယုံနာအရှိတန်တရားအရှိသစ္စာအရှိကိုအမှန်တည်းမြင်အောင်ကြည်နိုင်တဲ့အတိပညာတွေရပါရသလိုပညာနဲ့ဥဆောင်ပြီးတော့ကံထင်းခလုတ်တက်ရမယ်မပြည့်စုံလေဒီလိုပဲသူလုံနေပါတယ်အဲ့ဒါနဲ့မြတ်စွာဘုရားတပိတ်ထဲလောင်းလှူလိုက်တဲ့အခါမြတ်စွာဘုရားကအလှူခံတော့ဝမ်းသာလိုက်တော့ဩမြတ်စွာဘုရားဟာငါကဲ့သို့သောဆင်းရဲတဲ့အမျိုးသမီးတယောက်ရဲ့ဆွမ်းကိုအလှူခံလာပဲငါ့ကိုအရေးအတွက်ထားတာပဲတဲ့ဝမ်းသာလိုက်တာမပြောတတ်အောင်ဝမ်းသာတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကအလှူခံသွားတော့နည်းနည်းလေးကြာသွားတော့နည်းနည်းလေးလှမ်းအလန်းဝေးသွားတာသူ့မှာစေကုတကုပေါ်လာပြန်တာကမြတ်စွာဘုရားကငါအာနာလို့သာလှူခံတာပါလေဖုံးပေးမှလည်းမဟုတ်ပါဘူးကြီးတို့ခွေးတို့ကျွေးပြင်းမှနဲ့တူပါတဲ့မြတ်စွာဘုရားကမင်းတွေမင်းသားတွေတထေးတွေလူတဲ့ဆွမ်းကောင်းပဲဖုံးပေးမှနဲ့တူပါတဲ့အဲ့လိုဖြစ်နေပြန်ရောမြတ်စွာဘုရားကဆင်းကျင်တော်မူလိုက်တော့သူ့စိတ်အကြံသိတော့ဘုရားကသူ့ချင်းမြောက်ခြင်းလို့ကြွခဲ့တာဆိုတော့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်များမြတ်စွာဘုရားဘလောက်လိုက်လျောရတယ်လေဒါကြောင့်လဲအာကိုးစီရကောင်းတာပေါ့အဲ့ဒါနဲ့မျိုးအပြင်ဖက်ရောက်တော့အရှင်အာနန္ဒာခင်းထားတဲ့လျောက်ပတ်တဲ့နေရာမှာထိုင်ပြီးတော့မပြည့်စုံလှူလိုက်တဲ့မုံစွန်းဖုံးပေးပြရအောင်မကြောတတ်တဲ့ပုဂ္ဂိုလ်ဟာအဲ့လောက်ထိလိုက်လျောနေရတဲ့မပြည့်စုံလေးလည်းလိုက်သွားအဲ့ဒါနဲ့မြတ်စွာဘုရားကစွန်းကိုဖုံးပေးဖို့မုံစွန်းဖုံးပေးဖို့လို့အဲ့လိုနေရာမှာတရင်သုံးပြီးတော့နေတဲ့အခါမှာနတ်တရားလည်းနတ်ဩဇာထည့်ပေးတယ်ဆိုတာပါပဲအဲ့ဒါနဲ့မြတ်စွာဘုရားကဖုံးပေးတယ်ဖုံးပေးတော့အပြည့်စုံလေးရတယ်တွားပြီးတော့လက်အောက်ချီပြီးတော့မှအဲ့လိုနေတဲ့ဝမ်းသာလိုက်တာသိဝမ်းသာတယ်ဩငါလှူဒန်းလိုက်တဲ့ဆုံးကိုမုံစွန်းအကောင်းပင်မဟုတ်တော့လည်းပဲမြတ်စွာဘုရားကမေတ္တာကရုဏာတရားနဲ့ငါကိုကြီးမြောက်တော်အပြင်ဖုံးပေးတော်မူသားပဲလို့အမတန်ကျေနပ်သွားပါကျင့်နှံ့မှုဒီစိတ်ကိုချမ်းသာတဲ့စိတ်ချမ်းသာမှုဟာသမာဓိကိုဖြစ်စေတာပါ။ဒါကြောင့်လို့မြတ်စွာဘုရားကဘုံပေးခြင်းကိစ္စပြီးတဲ့အခါမပြည့်စုံကိုမေးတဲ့ချက်သမီးဘာဖြစ်လို့ယဟန်လေးကိုအထင်သေးရတာလဲ။မြတ်စွာဘုရားတပည့်တော်မှာယဟန်လေးကိုအထင်မသေးပါဗျာ။ညတုန်းကသင်ချက်သမီးဟိုကိစ္စကိုတောင်ပဲလိုက်ပြီးတော့ဘာတွေတွေးနေတော့မှန်လားပါဗျာတပည့်တော်မှာစိတ်ထဲမှာဖြစ်နေတာကယဟန်တော်များတောင်ပေါ်မှာမိအောင်တဝန်းဝင်းနဲ့အဲ့လိုဖြစ်နေကြတော့အရှင်မြတ်များမကြမ်းမမားများဖြစ်နေကြသလားမွေကြိုက်ညခံနေကြရသလားဘာအန္တရာယ်များဖြစ်နေကြသလဲငါမှတော့တညာလုံးအလုတ်တွေများလို့ပင်မလို့မအေးရဘူးအရှင်မြတ်တွေတညာလုံးမကျင်းစပဲနေကြတာကမွေများကြိုက်သလားမကြမ်းမမားများဖြစ်နေသလားအဲ့လိုတော့စဉ်းစားမိပါတယ်ဗျာယဟန်တော်များကိုအထင်သေးလို့မဟုတ်ကြောင်းပါဗျာလျှောက်တော့မြတ်စွာဘုရားကချက်သမီးသင်ချက်သမီးတညာလုံးမအေးရတာကတော့တကယ်ကိုအလုတ်တွေများပင်ပန်းလို့မအေးရတာမှန်ပါတယ်တဲ့ချက်သမီးငါဘုရားရဲ့တပည့်ပြတဲ့ယဟန်တော်အရှင်မြတ်မြတ်တညာလုံးမကျင်းစေကြရတာကတော့အလုတ်ပင်ပန်းလို့မဟုတ်ဘူးတိခါ300အကျင့်မြတ်လမ်းစဉ်ဖြင့်နိုးကြာကြိုးစားစားနဲ့အထုံနေတဲ့အတွက်ကြောင့်လို့မအိတ်ထားတဲ့နိုးကြားနေလို့တရားအလုံးနဲ့နိုးကြားနေလို့အကိုတရားအလုံးမအိတ်ဘဲနဲ့အာထုံနိုင်ကြတာပါလို့မြတ်စွာဘုရားမိန့်ကြားပြီးတော့ခုနပြောတဲ့တိခါ3ပါးလူစွမ်းအားတရားကိုဟောကြားတော်မူပါတယ်သရဇဂရမရဏအဟောရတနုသိခိနာနိဗ္ဗာနအတ္တိမုဒ္ဒနာအထံဂစ္ဆန္တိအာတဝါသရဏိယောညဘအခခတိဇဂရမဏနှင့်ကောင်းစွာနုကြကျိုးစားဖြင့်နေကြကုန်သောအဟောရတနိညာမစေအမြင်မပြတ်အခခတိအနုသိခိနာဒိဋ္ဌ300အကျင့်မြတ်ကိုမပြတ်ဖြီကကောင်းစွာမှသွေကျင့်၍နေကြပါပြီကုန်သောနိဗ္ဗာန်ဘဝခန္ဓာလောင်စာခတ်သိမ်းလွန်ငြိမ်းရာမှနိဗ္ဗာန်ချမ်းသာသို့အတ္တိမုဒ္ဒနာသမ္မာသန္ဓထက်တန်လှသဖြင့်တေကြွမှသွေညွတ်၍နေကြကုန်သောသူတော်ကောင်းပုဂ္ဂိုလ်တို့အတွက်အာတဝဆင်းရဲမှုတရားခံဖြစ်ကုန်သောအာလောတရား၄ပါးတို့သည်အထံကုံဆုံးချုပ်ပြောက်ပြည့်စည်ခြင်းသို့ကိစ္ဆန္တိမုတ်ချမသွေရောက်ရပါပြီကုန်တော့တည်းချက်သမီးတဲ့ဟုတ်တယ်တဲ့ယဟန်တော်များတ
တညာလုံးမအိမ်မနေကြိုးစားနေကြတာကပင်မလို့မအိမ်မနေဖြစ်နေကြတာမအိမ်မနေပဲနေနိုင်ကြတာကမအိမ်ပဲနေနိုင်ကြတာကတိက္ခ300အကျဉ်းမြန်နဲ့နိုးနိုးကြကြအထုံနေလို့ပါချစ်သမီးတဲ့ပင်ပန်းလို့ဆင်းရဲဒုက္ခရောက်နေလို့မကြမ်းမမာလို့ဒီလိုမဟုတ်ပါဘူးတိက္ခ300အကျဉ်းမြတ်ကိုနိဗ္ဗာန်ကိုဥတည်ပြီးတော့ဖြစ်ကျင်နေမယ်ဆိုရင်ဆင်းရဲမှုတရားခံဖြစ်တဲ့အာသဝတရား၄ပါးတို့ဆိုတာဟာကုံဆုံးပြီးတော့မှသွားကြပါတယ်တဲ့အာသဝလို့ပြောရင်ကိလေသာတွေကုန်တယ်ပေါ့ကိလေသာဆိုတာသူဟာသူအရွယ်ကြီးုံနဲ့ကုန်းညတာမဟုတ်ပဲအချင်းကုန်းနဲ့ကုန်းညတာမဟုတ်ပဲတိက္ခ300အကျဉ်းမြတ်လို့ခေါ်တဲ့တိက္ခ3ပါးလူစွန်းအားခေါ်တဲ့တရားတွေဖြင့်ရှင်းပြီးတော့ပြနိုင်မှသူတို့ကနောက်ဆုံးကြကုန်ကြတယ်အဲ့လိုမြတ်စွာဘုရားတိက္ခ3ပါးသီလသမာဓိပညာခေါ်တဲ့တိက္ခ3ပါးအကျင့်တရားကိုဝိပဿနာဉာဏ်နဲ့ပြပြီးတော့မြတ်စွာဘုရားဟောပြနေပါတယ်ကိုယ်နဲ့နှုတ်နှစ်ပါးကိုတင်သိရတဲ့သီလတိက္ခစိတ်ကိုတင်သိရတဲ့သမာဓိတိက္ခခန္ဓာအရှိယုံနာအရှိကိုမြင်အောင်ကြည့်ရတဲ့ဝိပဿနာပညာခေါ်တဲ့ပညာတိက္ခမြတ်စွာဘုရားကအဲ့ဒီဂါထာလေးဟောရင်းနဲ့ဉာဏ်မျက်စိဖွင့်နှာအောင်မပြည့်စုံလေးအတွက်ဟောပေးနေတဲ့တရားနာပရိသတ်ကတယောက်ပဲရှိပါတယ်မပြည့်စုံလေးတယောက်ပဲရှိပါတယ်ဟောပြီးတော့ပြတော့မပြည့်စုံလေးတရားနာနေတာကလည်းပဲဒီနေ့တရားနာမဲ့နှစ်ပါးမှာအလုံးလုံးမဒီလိုမဟုတ်ဘူးအနာဂတ်ကိုငါမပိုင်ဘူးနှစ်ပြန်ကိုငါမပိုင်ဘူးဒီကနေ့တရားနာမဲ့တတရားအရွယ်ကြာမှာအားထုတ်မဒီလိုလည်းမဟုတ်ဘူးတတရားအရွယ်လည်းငါပိုင်နာမှမဟုတ်ပဲငါပိုင်တဲ့အချိန်ကပစ္စုပန်တစ်ချိန်ပဲရှိတာပဲလေဒါကြောင့်ငါပိုင်တဲ့အလုပ်ငါပိုင်တဲ့အချိန်အတွင်းမှာပဲလှုပ်တာကောင်းပါတယ်ဆိုပြီးမြတ်စွာဘုရားဟောတဲ့ဒေသနာနောက်လိုက်ပြီးတော့လက်တွေ့အလောက်လောက်ရင်းနဲ့တရားနာတဲ့တရားနာတော့ပညာတိက္ခာတွေဖြင့်မြင့်ပြီးတော့မြတ်စွာဘုရားကဟောတော့ဒုက္ခသစ္စာအထုတ်ကြီးဖြည့်ကြည့်နေတဲ့ပေါ့သမုဒယသစ္စာကျိုးနဲ့တင်းကျပ်စွာချီလို့ထားတဲ့ဒုက္ခသစ္စာအထုတ်ကြီးကိုဖြည့်ကြည့်လိုက်တဲ့အခါမှာဉာဏ်မျက်စိနဲ့ဖြည့်ကြည့်လိုက်တဲ့အခါမှာဇာတိဇရာမရဏသောကပရိဒီဘာဒုက္ခဒေါမနတသတဲ့စုတွေအနိစ္စစုတွေဒုက္ခစုတွေအနတ္တစုတွေတဲ့စုတွေထုတ်ထားတဲ့စုထုတ်ကြီးဖြည့်ကြည့်တော့စုပဲတွေ့တာပေါ့အဲ့ဒါကိုဉာဏ်မျက်စိနဲ့ကြည့်လိုက်တဲ့အခါကာလမှာသမုဒယသစ္စာတိကြာလေနောက်ကိုဆုပ်လေကြာလေနောက်ကိုဆုပ်လေနဲ့အဲ့လိုဖြစ်ပြီးတော့မှဉာဏ်နေရတစစတက်ပြီးတော့သွားလိုက်တာအဲ့ဒီဒေသနာဂါထာလည်းပြီးတော့တခါတည်းဝိပဿနာဉာဏ်နဲ့ရင့်ပြီးတော့သောတာပန်ဖြစ်သွားတဲ့ဒေသနာဝတ္တနိဒေသနာရဲ့အဆုံးနဲ့ဒေသနာပရိယောတ္တနိဂါထာဒေသနာရဲ့အဆုံး၌ဘုံနာမပြည့်စုံအမိရတဲ့ကြောင့်မကလေးဒီသောတာပတ္တိပလိသောတာပတ္တိဖို့၌ပဋိတဟိကောင်းစွာမှသွေတည်ခဲ့ပါ၏တည်းကျော်မလေးသောတာပန်ဖြစ်သွားတဲ့ရဲရန်စွန်စားမိမသားဖြစ်အောင်လက်တွေ့အလောက်လောက်ပြလိုက်တဲ့ရဲရန်စွန်စားမိမသားဆိုတဲ့အကြောင်းအရာကိုဘုရားလက်ထက်တုန်းကသောမာထေရီဆိုတဲ့ဘိက္ခုနီကဟောခဲ့ပါတယ်။တချိန်မှာသောမာထေရီဟာစိတ်ငြိမ်ရာအရာမှာတပါးတဲ့တရားအလုပ်လုပ်နေတဲ့အချိန်ပေါ့။အဲ့ဒီအချိန်မှာမာနရောက်လာတယ်။မာနကပုံကိုတော့ရုပ်ကိုတော့မမြင်ရဘူးအတန်ပဲသူကဖော်ပြတယ်အတန်လည်းပဲပြောတယ်ဘာပြောလဲဆိုအမျိုးသမီးတွေမိန်းမတွေကိုချိုးနှိမ်တဲ့စကားတခွန်းလာပြောတယ်ယန္တံဣတိပတ္တပန္ဌာနံဒုရာဘိသံဘဝနတံတွင်ကူလပညာယတက္ကပပောတုမိဋ္ဌိယတရားအလုံးဆိုတာမိန်းမတွေအလုံးမဟုတ်ဘူးတဲ့မိန်းမအတိညာလက်နှစ်သက်ပဲရှိတယ်တဲ့လက်နှစ်သက်လောက်ရှိတဲ့ဉာဏ်နဲ့နဲ့လေးနဲ့မြတ်ပဲတရားအလုံးလုံးလို့ဖြစ်မလဲလုံးမနေနဲ့ပေါ့အဲ့လိုချိုးနှိမ်တဲ့စကားပြောတော့သောမာထေရီကဘယ်လိုပြန်ပြောလဲဆိုတော့အဋ္ဌိဘာဝကံခိရာစိတ်တမိတုသမာဟိတေညာဏမိဝတ္တမနမိသမ္မာဓမ္မဝိပဿတောတဂမနမိမဆိုတာအပြင်ဘက်ကရုပ်ပိုင်းဆိုင်ရာခန္ဓာတည်ဆောက်မှုကိုကြည့်ပြီးတော့ပြဉ္ညတ်ထားတဲ့ပြဉ္ညတ်စကားပါအတွင်းစိတ်ကိုကြည့်ပြဉ္ညတ်တဲ့ပြဉ္ညတ်စကားမဟုတ်ပါဘူးစိတ်ကိုအထင်မသေးပါနဲ့မိမတွေလည်းပဲကြိုးစားအားထုတ်ရင်ဖြစ်ပါတယ်သမာရိယအောင်အားထုတ်တဲ့အမျိုးသမီးတွေတကယ်သမာရိယနေကြပါတယ်ပညာတိက္ခာတွေမြင့်ကြိုးစားတဲ့အမျိုးသမီးတွေပညာမြင့်နေကြပါတယ်ပိဋကသုံးပုံသောအမျိုးသမီးတွေရှိပါတယ်ဧရတေယအမျိုးသမီးတွေရှိပါတယ်တကယ်အားထုတ်တဲ့ကယုံနာခန္ဓာအရှိမြင်အောင်ကြည့်နိုင်တဲ့အမျိုးသမီးတွေရှိပါတယ်ရှိတာကလည်း
သူများတွေတဆင်ကြားသူများပြောတာတဆင်ကြားနဲ့ပြောတာလည်းမဟုတ်ဘူးအထင်နဲ့ပြောတာလည်းမဟုတ်ဘူးလက်တွေ့မလို့ပြောတာကျွန်တော်ကိုယ်တိုင်လည်းအားထုတ်လို့လက်တွေ့ရနေတာပဲဒီပြင်လက်တွေ့ရနေတာတွေကိုလည်းမြင်နေရတာပဲလို့သောမထေရီကပြောရဲ့သူပြောတဲ့စကားလုံးလေးကတိက္ခာ၃ပါးမြတ်တရားယောက်ျားမိန်းမမခွဲပါတဲ့တိက္ခာ၃ပါးဒါကယောက်ျားကျင့်ရမယ်တိက္ခာဒါကမိန်းမကျင့်ရမယ်တိက္ခာလို့ခွဲမထားပါဘူးတဲ့တိက္ခာ၃ပါးမြတ်တရားယောက်ျားမိန်းမမခွဲပါစိတ်ဓာတ်ကိုမြင့်ကြိုးစားခွင့်လမ်းပွင့်ထားတဲ့သာသနာစိတ်ပါပဒါနာပါတဲ့ရုပ်ခွန်အားကပဒါနာမဟုတ်ဘူးစိတ်ခွန်အားကပဒါနာပါစိတ်ဓာတ်ကိုမြင့်ပြီးတော့တရားဝိရိယအားကောင်းကောင်းနဲ့ကြိုးစားမယ်ဆိုရင်ယောက်ျားတော့မိန်းမတော့မဟုတ်ပါဘူးမိသူမဆိုအားထုတ်ပါလို့လမ်းဖွင့်ထားပါတယ်တဲ့ကြိုးစားလိုက်လျင်စွမ်းအားထင်မြင့်မြင့်ကိုယ်တွေပါကြိုးစားလိုက်ရင်လက်တွေ့စွမ်းအားရတယ်ဆိုတာဟာတဆင့်ကြားနဲ့ပြောနေတာလည်းမဟုတ်ဘူးအထင်နဲ့ပြောနေတာလည်းမဟုတ်ဘူးလက်တွေ့မလို့ပြောတာတက္ကမနတ်သောမထေရီကပြောနေတာပါဒီဘုပုံနာကလည်းမပြည့်စုံလေးလည်းလက်တွေ့ပြနေပြီပဲယောက်ျားဖြစ်ယုံအားမစုံညာမကြိုးစားကစွမ်းအားကြပါမှမရပါယောက်ျားပင်ဖြစ်တော်လဲတရားဝရိယစတဲ့စိတ်ခွန်အားမရှိရင်ရုပ်ခွန်အားဘလောက်ကောင်းပါစေတဲ့တဘဝလုံးပလာဖြစ်သွားတဲ့ယောက်ျားတွေအများကြီးပါတဲ့စွမ်းအားကြစွမ်းအားတွေကြာဆင်းပြီးတော့ပါမှမရပါတိက္ခာ၃ရာအကျင့်မြတ်နဲ့ပတ်သက်လို့ဘာအင်အားမှမရပဲဗလာနဲ့ကုံဆုံးသွားတဲ့ယောက်ျားတွေလည်းအများကြီးပါတက္ကမနတ်တဲ့သောမထေရီကမနတ်ကိုပြောနေတာယောက်ျားဖြစ်ယုံအားမစုံညာမကြိုးစားကစွမ်းအားကြပါမှမရပါမိမတော်လဲအာကုန်ခဲပဲစိတ်ဆွဲထက်တန်ကြိုးစားပြန်ဧကန်ထူးခြားလာမိမပင်ဖြစ်တော်လဲတရားဝရိယစိတ်ခွန်အားကကောင်းမယ်ဆိုရင်တကယ်တမ်းကြိုးစားရင်တကယ်ထူးချွန်တဲ့အမျိုးသမီးတွေလည်းအများကြီးပါလက်တွေ့မလို့ပြောနေတာပါလို့မာနကိုသောမထေရီကပြောတယ်ယခုပုံနာခေါ်တဲ့မပြည့်စုံလေးလည်းဘုရားရှိခိုးလက်တွေ့တရားနာလက်တွေ့ကိုအလုံးလုံးပြလိုက်တာတခါတည်းသောတာပန်ကိုဖြစ်သွားတယ်နိဗ္ဗာန်ကိုတိုက်ရမျက်မှောက်ပြုနိုင်တဲ့အာဇာနည်အမျိုးသမီးဖြစ်သွားတယ်နာမည်နဲ့ကြိုက်သွားပြီပြည့်စုံဆိုတဲ့အတင်္တရာတရားပြည့်စုံလို့တရားပြည့်စုံတဲ့နောက်ပိုင်းမှာပစ္စည်းတွေလည်းပြည့်စုံသွားပါတယ်အဲ့ဒါလေးလိုက်ဆိုကြတိက္ခာ၃ပါးမြတ်တရားယောက်ျားမိန်းမမခွဲပါစိတ်ဓာတ်ကိုမြင့်ကြိုးစားခွင့်လမ်းပွင့်ထားတဲ့သာသနာကြိုးစားလိုက်လျင်စွမ်းအားထင်မြင့်မြင့်ကိုယ်တွေပါယောက်ျားဖြစ်ယုံအားမစုံညာမကြိုးစားကစွမ်းအားကြဘာမှမရပါမိမတော်လဲအာကုန်ခဲ၍စိတ်ဆွဲထက်တန်ကြိုးစားပြန်ဧကန်ထူးခြားလာတိက္ခာ၃ပါးမြတ်တရားယောက်ျားမိန်းမမခွဲပါစိတ်ဓာတ်ကိုမြင့်ကြိုးစားခွင့်လမ်းပွင့်ထားတဲ့သာသနာကြိုးစားလိုက်လျင်စွမ်းအားထင်မြင့်မြင့်ကိုယ်တွေပါယောက်ျားဖြစ်ယုံအားမစုံညာမကြိုးစားကစွမ်းအားကြဘာမှမရပါမိမတော်လဲအာကုန်ခဲ၍စိတ်ဆွဲထက်တန်ကြိုးစားပြန်ဧကန်ထူးခြားလာဒါကြောင့်မပြည့်စုံတဲ့ကြောင့်မလေးကလည်းပဲတရားအကောင်းကောင်းနဲ့လက်တွေ့တိက္ခာ၃ပါးကိုနာကြားရင်းနဲ့လက်တွေ့ပွားများအားထုတ်လိုက်တာသောတာပန်ဖြစ်သွားတယ်နောက်ပိုင်းပစ္စည်းလည်းပြည့်စုံသွားတာပါပဲနာမည်နဲ့လိုက်လျောသွားပါတယ်တရားနဲ့မြင့်လိုက်တာတဲ့အဲ့လိုဆိုမိမိတို့တွေလည်းတော်တော်မှပေါင်းသူတော်ကောင်းတို့တွေလည်းယခုသာသနာ့ဥက္ကသာသနာ့ပူဇော်ဆွမ်းဆောင်အလှူပွဲကြီးလုပ်နေတဲ့အခါတိက္ခာ၃ရဲ့အကျဉ်းမြတ်ကိုရှည်တန်းတင်ပြီးအဲ့ဒီလမ်းကြောင်းအတိုင်းပဲလုပ်နေကြရမှာပေါ့ဓမ္မနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းအစီဖြစ်မယ်ဧဝမဟတိကဧတယရိရံပုံညတံပဒ
Tatama dira patan tandi panita kata punya dam. Yairan ya punya tamra ajin. Kamu dia ibizi bizong jendi ati shibabi. Eta punya tamra ikamu dia ibizi bizong jendi ewa mahatika ito minya punya nipa ati jije mya biato chushiti odi mucha matwe pia babi. Tatama toto kamu dia jije mya biato chushiti pia kata punya dam. Tata thâu mwan se xoan yang chi mwan boya po tue ye la de tikha tongma lu xoan a go Gata punya damita thâu mwan se xoan yang chi mwan boya po tue ye la de tikha tong myo mya shui ho go Gata punya tang kan go thein chok nyan ni hu do se khlok ko tat sin bi kaung mon swa pyu lo a thau at de kaung tikha tongma lu xoan a go Ira ti yin nyin tet ja gon do panita baya asa shi gon do pinya shi du ro kaung do ti Patan tandi kaung swa matwe chi mwan do mu ja le kaung tadi. Be tanai ji ba yu ya di ne nya do patama nya swa tanai po. Ito lin tikha tuma lu swa dia ko jana jaya jin di hu do dhamma tavana mingala kaung mu kuttu kan sirana jin dong nya da dharana gon tila kaung mu kuttu kan sirana nalong twin pwa mya ja de bhavana kaung mu kuttu kan sirana Tadana ro mya ji go pisiya dhamma natana ro phyin chi mya pu so ja de tadana nukha tadana puza kaung mu swan a myaတရားတွေကြောင့်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတွေနှင့်တကွဤရက်ွယ်တွင်နေတတ်ကြတဲ့သူတော်စင်အလုံးတို့တည်းအတွင်းအပပိယအန္တရာယ်နှောင့်အရှက်အတ္တအစီအချို့အကျယ်ရှုထွေးအပုခတ်သိမ့်ထိတ်လန့်တုံးလို့ွယ်ခတ်သိမ့်တို့မှလွန်ငင်းကြပါစေကုန်သတည်းကောင်းကျိုးချမ်းသာကျက်တည်မင်္ဂလာကျမ်းစီကောင်းမှန်သမျှတို့ပြည်စည်းထမြောက်အောင်မြင်ကြပါစေကုန်သတည်းကျမ်းကျမ်းမာမာချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်ဖြင့်အာဟုစရာသူတော်ကောင်းတရားတွေတိုးပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းအထောက်နိုင်လွယ်ကြ၍ဆင်းရဲခတ်တင်လွန်ခြင်းရာအသင်္ကတတဲ့နိဗ္ဗာန်မြတ်ကိုလွယ်ကူသောအကျင့်လင်းမြန်သောအတိဉာဏ်ဖြင့်အရဟတဖို့ပေါမျက်မှောက်ပြုလွယ်ရလွယ်နိုင်ကြပါစေကုန်သတည်းအိက္ခာ3ပါးယက်တရားယောက်ျားမိန်းမမခွဲပါစိတ်ဓာတ်ကိုမြင့်ကြိုးစားခွင့်လမ်းဖွင့်ထားတဲ့သာသနာကြိုးစားလိုက်လျင်သွမ်းအားထင်မြင့်မြင့်ကိုယ်တွေပါယောက်ျားဖြစ်ယုံအာမစုံညာမကြိုးစားကသွမ်းအားကြဘာမှမရပါအိမ်မတော်လဲအာကုန်ခဲ၍စိတ်ဆွဲထက်တန်ကြိုးစားပြန်ဧကံထူချလာသိက္ခာ3ပါးမြတ်တရားယောက်ျားမိန်းမမခွဲပါစိတ်ဓာတ်ကိုမြင့်ကြိုးစားခွင့်လမ်းဖွင့်ထားတဲ့သာသနာ